Never ask that way. အဲ့လိုမမေးပါနဲ့ I'm in two minds. ငါစိတ်နှခွဖြစ်နေတယ် Why so soon? ဘာကြောင့်ဒီလောက်တောင်လောနေရတာလဲ Sooner or later. အနေနဲ့အမြန်ပဲပေါ့ Better hurry. မြန်ရင်ပိုကောင်းတယ် Don't kill your time. အချိန်မဖြုံးနဲ့ Have you got time? မင်းအချိန်ရရဲ့လား Nothing to be done. ပြီးမှာမဟုတ်ဘူး Get your rest. နားအောင်လေ I am not busy as yet. အခုတော့အလုံးမများသေးပါဘူး As he usually does. သူခါတိုင်းလဲလုံနေကြပဲဟာ Oh, I see. ငါသိပါတယ် I've always thought. ငါအမြဲစဉ်းစားထားတယ် What might that be? အဲ့ဒါဘာဖြစ်နိုင်မှာလဲ You shouldn't do that. ဒီလိုလုပ်ဖို့တော့မကောင်းပါဘူး I'm afraid not. အားနာပါရဲ့မဖြစ်နိုင်ဘူး Do not flattering me. ငါ့ကိုမမြောက်ပါနဲ့ None of these. တခုမှမဟုတ်ဘူး Not like that. ဒီလိုမဟုတ်ဘူး Not so much. တိတ်မများပါဘူး Can't be so. ဒီလိုမဖြစ်နိုင်ဘူး Just the same. အတူတူပဲလေ As you say. မင်းပြောတယ်လို့ပဲ Anytime you wish. အချိန်မရွေးပဲလေ You're totally right. မင်းလုံးဝကိုမှန်တယ် You enjoy it? သဘောကျလား Guess what? မှန်ကြည့်ဘာဖြစ်မလဲ Just sit back. ပြန်ထိုင်စမ်းပါဦး Just sit down. ထိုင်ပါဦး Need anything? လိုအပ်တာရှိသလား